လူတတော်များများကမွေကိုမြင်တာနဲ့အစိတ်ရှိလာနဲ့ကိုင်တိမ်မလားဆိုတော့ပဲအရင်တွေးတက်ကြပါတယ်ကျွန်တော်တို့လူသားတွေအတွက်အမွေဆိုတာကြောက်စရာကောင်းတဲ့သတ္တဝါတစ်ကောင်ဖြစ်မှတ်ယူထားကြတာရာစုနှစ်ပေါင်းများစွာကြာခဲ့ပါပြီဒါပေမဲ့မြန်မာနိုင်ငံမှာရှိတဲ့အမွေမျိုးစိတ်တရားကျော်ထဲမှာအစိတ်မရှိတဲ့အမွေတွေကပုံများတယ်ဆိုတာသင်သိပါသလားဒီနေ့မှာတော့ကျွန်တော်တို့ရဲ့မြမအမည်မှာအတွေ့ရအများဆုံးဒါပေမဲ့အသက်ခံရမှုအများဆုံးဖြစ်နေတဲ့အစိတ်မရှိတဲ့မွေ15မျိုးအကြောင်းကိုပြောပြပေးချင်ပါတယ်ဒီမွေတွေကဘယ်မှာကျက်စားလဲပြီးတော့အကြိုက်ခံရရင်ရောဘာတွေဖြစ်မလဲဆိုတာသိချင်ပါသလားဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရင်တော့မွေတွေပေါ်ထားတဲ့သင်ရဲ့အမြင်လုံးဝပြောင်းလဲသွားစေရပါမယ်ပြီးတော့မွေတွေကိုကြောက်စရာလို့မမြင်တော့ပဲသူတို့ရဲ့သဘာဝနဲ့ဂေယစနစ်ကိုနားလည်လာပါလိမ့်မယ်ဆိုတော့စလိုက်ကြရအောင်နံပါတ်1ခေါင်းနှလုံးမွေထုံကြီးမွေခေါင်းနှလုံးမွေတွေကမြမဒေတာအမျိုးရင်းဖြစ်ပြီးအလွန်အေးဆေးတဲ့မွေတွေပါမြေဆွေးပုံတွေတော့မှနေထိုင်တဲ့အစိတ်မရှိမွေမျိုးစားပါရန်သူနဲ့တွေ့ရင်သူ့ရဲ့အမီးကိုခေါင်းလိုထောင်ပြပြီးလဲစားတတ်ပါတယ်ဒါကြောင့်လူတွေကခေါင်းနှလုံးပါတာလားဆိုပြီးအံ့ဩကြတာပါမြေအောက်ကပိုးမွားတွေကိုအဓိကစားပြီးမြေစီတော်ကိုလေဝင်လေထွက်ကောင်းလှုပ်ပေးပါတယ်ပါဇက်ကအလွန်သိငယ်တာမို့ကြိုက်ဖို့ခဲရင်းသလိုကြိုက်ခဲ့ရင်တော့ပြောစိတ်ကြိုက်သလောက်ပဲနာပါတယ်နံပါတ်2လင်းမွေစိမ်းလင်းမွေစိမ်းတွေကိုစိတ်ပြင်းတဲ့မွေစိမ်းမိချောင်းနဲ့မှားတက်ကြလို့တတ်ခံရလိရှိပါတယ်မွေစိမ်းမိချောင်းကခေါင်းပုံစံပြည့်ကံပုံရှိပေမဲ့လင်းမွေစိမ်းကတော့ခေါင်းကရှည်မျောရှိပြီးမျက်လုံးပိုကြီးပါတယ်တစ်ပင်ပေါ်မှာကျွမ်းကျင်စွာသွားလာတက်ပြီးတော့အနှက်အကောင်ငယ်လေးတွေနဲ့တောကြွက်တွေကိုအဓိကစားပါတယ်လင်းမွေစိမ်းတွေကအစိမ်းအောင်ရှိပြီးတော့ရမ်းလာပါတဲ့သဘာဝရဲ့အစိတ်ပိုင်းလေးတစ်ခုပါနံပါတ်3ဝေပတာနေအောင်အောင်ရောက်ရင်သူ့ရဲ့အကြီးကောင်ကစီစိန်စက်ကူလိုတတ်တန့်ရောင်တွေတလက်လက်ထားနေတာကဘာပေါ်မှာအလှဆုံးတဲ့ကတစ်ခုပါဆွတ်ဆွတ်တဲ့မြေစီလွာတွေရှိတဲ့စိုက်ပျိုးရေးချမ်းတွေမှာနေတတ်ပါတယ်ဖားနဲ့ငါးတွေကိုအဓိကစားပြီးမဲ့တခြားမွေငယ်လေးတွေကိုမျိုးတက်တာကလည်းသူ့ရဲ့ထူးခြားတဲ့ပြည်မှုတစ်ခုပါဒီကောင်ငယ်လေးတွေကအစိပ်ပြင်းတဲ့မွေညံ့နဲ့မားနိုင်တာမို့တတိပြုစီချင်ပါတယ်သူရှိတဲ့နေရာမှာဖားနဲ့ကြွအကောင်ကြီးကအမြင်မျှတနေပါတယ်အကြိုက်ခံရရင်အစိပ်လုံးဝမရှိပါဘူးသွားတွေကလည်းတင်းငယ်လုံးလို့အနာတော်မကြံခဲ့နိုင်ပါဘူးနံပါတ်4စပတ်ကြီးမွေစပတ်ကြီးမွေတွေကလူကိုညှို့ပြီးဖမ်းယူစားတော့တတ်တယ်လို့လူပြောများကြပါတယ်လူတွေစပတ်ကြီးညှို့ကွင်းမိရင်စိတ်ထဲကထင်အောင်ထင်မှားတွေဖြစ်ကနောက်ဆုံးဝေမျိုးခံရနိုင်တယ်လို့ရှေးလူကြီးတွေကလည်းပြောခဲ့ပါတယ်ဒါတွေကလုံးဝအမှားယွင်းနေတယ်ဆိုတာကိုသိစေချင်ပါတယ်စပတ်ကြီးမွေတွေရဲ့အသိဉာဏ်ကလူတွေရဲ့အုံနောက်ကိုလွှမ်းမိုးချဲလည်နိုင်တဲ့အထိမစွမ်းဆောင်နိုင်တာမို့ဒါကဂျင်းဆိုတာအတိတာကြီးပါစပတ်ကြီးမွေတွေကကြီးမားတဲ့ကိုယ်ထဲရှိပေမဲ့အေးစစ်စစ်နေတက်တဲ့မွေပါကျက်စားရနေရာတွေကတော့ရေဆက်ဆက်နဲ့တိုးဆက်တွေမှာနေပါတယ်လေကွင်းတွေကစဘာဖြက်ကြွက်တွေကိုအထီးရောက်ဆုံးနှိမ်နှင်းပေးတဲ့တောင်သူလေသမားတွေကိုတဘာဝကပေးထားတဲ့ဖိုက်တာတွေပါအစိမ့်မရှိပေမဲ့သွားတွေကရန်ထက်ပြီးအတွင်းဘက်ကိုကောက်နေလို့ကိုက်မိရင်တော့ဒဏ်ရာနှက်ပြီးပြင်းထန်ထိခိုက်တတ်တာမို့တတိထားစီချင်ပါတယ်နံပါတ်5စင်ပြင်းမွေဒီမွေနဲ့အကြိုက်ခံရရင်စင်တော်သေးတယ်ဆိုတော့အယူဆဟာလုံးဝအမှားပါဒီမွေကတင်းငယ်လိုပြီးတော့အစိတ်လည်းမရှိပါဘူးပန်းအိုးထင်းနဲ့မြေကြီးထဲတွေမှာတီကောင်တွေလိုပဲနေပါတယ်ချနဲ့ပြောစဲဥတွေကိုရှာဖွေစားတော့တတ်တာပါပြီးတော့လူကိုကြိုက်ဖို့မပြောနဲ့ပါစက်တောင်သေးသေးလေးပဲရှိပြီးမျက်စိမမြင်ရတဲ့ blind snake မျိုးစားပါနံပါတ်6သွေးစပတ်အောင်သွေးစပတ်အောင်ရဲ့ပင်ကိုဟန်ကတူတူတက်တုံနဲ့အနီးရင်အောင်ရှိပါတယ်ကျက်စားရနေရာတွေကတော့စိုးစွတ်တဲ့တောနှိပ်ပိုင်းတွေမှာနေတတ်ပါတယ်ဂေဟာစနစ်ကိုအကျိုးပြုပုံကတော့ပလက်ယောဂတွေတည်ဆောင်လာတတ်တဲ့ကြွက်တွေကိုအဓိကနှိမ်နှင်းပေးပြီးလူတွေကိုကူညီပေးပါတယ်သူရဲ့အလှကြောင့်လည်းလူတွေကတန်ဖိုးထားပြီးအလှမွေးနှူထားကြပါတယ်နံပါတ်9ကြောက်ခုံးမွေကြောက်ခုံးမွေရဲ့ထူးခြားချက်ကတော့သူ့ရဲ့သွားတွေကတကွေးပုံစံရှိပါတယ်သွားတွေကလည်းဓားသွားတွေလို့ခြုံထက်ပါတယ်ကြောက်ဥအလွန်ကြိုက်ပြီးဥခုကိုသူ့ရဲ့သွားနဲ့အလွှားတိုက်တယ်လို့အသုံးချပြီးဖောက်စားတတ်ပါတယ်အကြိုက်ခံရရင်တော့အစိမ့်မရှိပေမဲ့သူ့ရဲ့သွားကထက်တာကြောင့်ဓားရှာတယ်လို့တွေးထွက်များနိုင်ပါတယ်နံပါတ်10မွေဝင်ပလွေအိမ်ဆောင်မွေတွေကအစိတ်ပြင်းတဲ့တန်ခွင်းစွန်းနဲ့အရန်တူပါတယ်ဒါပေမဲ့သူ့မှာတန်ခွင်းစွန်းမျိုးနဲ့ဝင်နေလို့ကြောယူတလျှောက်တက်ကံပုံအကြီးကုန်ကြီးတွေမပါပါဘူးအိမ်ထဲကအိမ်ညောင်လေးနဲ့ကြွငယ်လေးတွေကိုစားပေးတာကြောင့်သူ့ကိုအိမ်ဆောင်မွေလို့ခေါ်ကြပါတယ်ပြီးတော့လူတွေအတွက်အန္တရာယ်မရှိပဲအရန်အန္တရာယ်ကင်းတဲ့မွေတွေပါနံပါတ်9မွေပိန်မွေလွဲကျိုးသူ့ရဲ့ပင်ကိုယ်သဘာဝကတော့အလွန်လင်းမြန်ပြီးတစ်ကိုင်းတွေမှာများသင်းလို့ပြေးလွှားနိုင်ပါတယ်သူတို့ရဲ့တွင်ပြင်ကတော့ကြိုးကုန်းကကြီးနေအောင်ရှိပြီးဘေးဘက်မှာစိမ်းချောင်းလေးတွေပါပါတယ်သူတို့ကလူတွေကိုအရန်ကြောက်တတ်တာမို့လူတွေကိုကိုက်ဖို့ခင်းရင်ပါတယ်နံပါတ်10မြတ်လျှော
မြန်မာနိုင်ငံတနိုင်ငံလုံးရဲ့လေကွင်းတွေနဲ့မြက်ခင်းမြင်တွေမှာခဏခဏတွေ့ရတတ်တဲ့မျိုးစိတ်ဖြစ်ပါတယ်။မြက်လျှောတွေရဲ့စားသောက်မှုပုံစံကတော့ဖားတွေကိုသာအဓိကစားပါတယ်။မြက်လျှောမွေတွေကအစိမ့်မရှိဘူးဆိုတာသိနေကြတာတော့လူတွေကတတ်နေကြတော့မှာပဲ။တခုမှတ်ထားပေးရမှာကမြက်လျှောမွေတွေကလွန်ရင်ပါပြီးလူကိုလုံးဝရံမမှုတဲ့မွေလေးတွေဖြစ်လို့မတက်ချဖို့တိုက်တွန်းချင်ပါတယ်။နံပါတ်7လင်းမွေဒီမွေတွေကိုတော့မြန်မာနိုင်ငံမှာကြွက်တွေကိုပဲအဓိကစားတဲ့အစိမ့်မရှိမွေလို့လူသိများပါတယ်။ရန်လေကြီးထွားနိုင်ကြပါတယ်လင်းမွေကအစိမ့်မရှိဘူးဆိုတာသိကြီးနဲ့မွေအကြီးကနေကြိုင်ပြီးမြေကြီးနဲ့ရိုက်တက်နေတာကိုကျွန်တော်ကိုယ်တိုင်ငယ်စဉ်ကတွေ့ခဲ့ရဖူးပါတယ်။တစ်နှစ်ကိုကြွက်အကောင်ပေါင်းရာနဲ့ချီစားပေးနိုင်တာကြောင့်တောင်သူတွေအတွက်တန်ဖိုးမဖြစ်နိုင်တဲ့မွေဖြစ်လို့မတက်ကြဖို့တောင်းဆိုပါရစေ။သူ့ကိုရံပြူတယ်လို့ခံစားရရင်တော့လူတွေစီကနေထွက်ပြေးတတ်ပြီးအကယ်၍ပြေးမလို့တော့ပါကပြန်ပြီးတော့ကြိုက်တက်ပါတယ်။အကြိုက်ခံရရင်တော့အစိမ့်မရှိပေမဲ့အနာကိုတန်းစင်အောင်စေးကြောဖို့လိုပါတယ်။နံပါတ်7နန်းဆောင်နန်းဆောင်ကရန်သူတွေ့ရင်လေပင်ကိုဘေးတစ်စောင်းထောင်ပြီးပပြင်းထောင်သလိုဟန်လောက်တတ်ပါတယ်။အဲ့ဒီချိန်မှာသူ့ရဲ့အရေးပြားကြားကအပြာရောင်ဒါမှမဟုတ်အဖြူရောင်ရေကုန်လေးတွေပေါ်လာတာအရန်ကြည့်ကောင်းပါတယ်။သူကအယောင်ဆောင်ခေါ်ပြီးအစိတ်လုံးဝမရှိတဲ့မွေးဖြစ်တာကိုတော့သတိရပေးကြပါနန်းဆောင်ကတစ်နှစ်ပတ်လုံးကြွက်ရာပေါင်းများစွာကိုစားပေးနိုင်တာကြောင့်ဂေယစနစ်အတွက်မရှိမဖြစ်အကောင်လေးတွေပါနံပါတ်7ရေမွေပြောင်းမှရေမွေမျိုးစိတ်တွေဖြစ်လို့ရေကန်မြစ်ချောင်းတွေမှာအတွေ့ရအများဆုံးမွေပါစားသောက်မှုပုံစံကတော့ငါးနဲ့ဖားကိုသာအဓိကစားပါတယ်ရေတွင်းညဉ့်ညမ်းမှုကိုတိုင်းတာတဲ့သဘာဝအညွှန်းလေးတစ်ခုလည်းဖြစ်ပါတယ်နံပါတ်14ဗမာစပအုံကမ္ဘာအကြီးဆုံးမွေစင်းဝင်ဖြစ်ပြီးမြမနမီနဲ့ကမ္ဘာမှာကြော်ကြားပါတယ်မွေချစ်သူတွေကဒီမွေကိုအိမ်မွေးတိရစ္ဆာန်အဖြစ်တော့မွေးကြပါတယ်ရန်လဲတည်ငြိမ်ပါတယ်အကြိုက်ခံရရင်တော့အစိမ့်မရှိပေမဲ့ကိုယ်ထဲကြီးရင်ရစ်ပတ်တဲ့အားအရန်ကြီးတာမို့လို့တတိထားရပါမယ်နံပါတ်15ရေမွေကြားနန်းတို့ကြားနဲ့ခဏခဏမားနေတဲ့မွေဖြစ်ပြီးရေမြောင်းတွေနဲ့ချောင်းဆက်တွေမှာတွေ့ရတတ်ပါတယ်ရေမွေကြားတွေကိုမြမပင်လယ်ကမ်းရိုးတန်းနဲ့မြဝကျွန်းပေါ်ဒေသရေချိုရေငန်အဆက်တွေမှာတွေ့ရပါတယ်ငါအသေးတွေကိုအဓိကစားပါတယ်ရေထဲမှာကူးခတ်နေတဲ့ပုံကအရန်ကိုလှပပြီးဆွဲဆောင်မှုရှိပါတယ်အခုပြောခဲ့တဲ့မွေ15မျိုးလုံးကအစိတ်လုံးဝမရှိပါဘူးဒါပေမဲ့မွေကြိုက်ခရရင်အနာထဲမှာဘက်တီးရီးယားတွေပါနိုင်တာကြောင့်စက်ပြာနဲ့တန့်စင်အောင်စီးကျိုးဖို့တော့လိုပါတယ်မိခိုင်ကာကွယ်စည်းလေးထိုးသင့်ပါတယ်အကြိုက်ခရရင်တော့စိုးရိမ်စိတ်ကြောင့်လူတွေတုံလောက်တာမျိုးပဲရှိတတ်ပြီးအသက်အန္တရာယ်လုံးဝမရှိပါဘူးခုဆိုရင်မြန်မာနိုင်ငံရဲ့အစိမ့်မရှိတဲ့မွေ15မျိုးအကြောင်းကိုစစုံလင်းလင်းသိသွားကြပြီလို့ယူဆပါတယ်သူတို့ကကြောက်စရာသတော်ဟာတွေမဟုတ်ပဲကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကိုတစ်ဖက်တစ်လမ်းကနေအကျိုးပြုပေးနေသူတွေပါနောက်တစ်ခါမွေတွေ့ရင်အလောတကြီးမတက်ခင်ဒီမွေကဘယ်လိုမွေမျိုးလဲဆိုတာအရင်ဆုံးခွဲခြားကြည့်ကြဖို့တောင်းဆိုချင်ပါတယ်ဒီဗီဒီယိုလေးကကြည့်ရှုသူတွေအတွက်အတွေးမြင်သစ်တွေဖြစ်ဘူးတုဒရမယ်လို့လည်းမျှော်လင့်ပါတယ်အဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်